လူတော်များများမြင်ဘူးဖို့မလွယ်တဲ့တောတွင်းကအစမ်းပြားဆုံးအရာတစ်ခုကိုအခုမြင်တွေ့နေရတာပါဒါဟာတောတွေကတာမန်ချတောင်ဖို့တစ်ခုမဟုတ်ပါဘူးဒီချတောင်ဖို့ရဲ့အနက်ဆိုင်ဆုံးဗဟုချက်မှာစီမှာနှစ်ပေါင်းများစွာလျှို့ဝှက်အခြေစိုက်နေတဲ့ချဘရင်မကြီးကိုရှာဖွေဖို့တူးဆုံနေတာပဲဖြစ်ပါတယ်ချအုပ်ရဲ့အဓိကတော့ချက်ဖြစ်တဲ့ဒီရှုံကေးကြီးထဲမှာချဘရင်မကြီးရှိနေတာပါအသားရခွဲကြည့်လိုက်တဲ့အခါ ရှာတတ်မှန်ရမှာနော် အရွေးစားကိုကြည့်လိုက်ပါဦးတာမန်ချကောင်တွေတဲ့အစပေါင်းများစွာကြီးမားပြီးဥပေါင်းထောင်ချီတေဆောင်ထားတဲ့ချဘရင်မကြီးကိုအရှင်လက်လက်တွေ့ရှိသွားပါပြီတော်တွေအသက်ရှင်တာမှုအလိထားအရာတော့ဒါဟာပရိုတင်းတဲ့အလွန်မြင့်မားတဲ့အဖူးတအာဟာရတစ်ခုပါကဲပရိသတ်ကြီးကိုတော်ထဲမှာဒါမျိုးတွေ့စမ်းစားကြည့်ဖို့တတ်တိရှိကြလား စားမယ် ကောမန်မှာပြောခဲ့ကြအောင်နော် တော့စားမယ်